ဒီနေ့ပိုင်းမှာတော့နာရူတိုတို့ကရေတိုင်းမီပိုင်တဲ့တစ်ခုရဲ့မြေပြင်ပေါ်ကိုရောက်နေပြီးနောက်ထပ်စိတ်ကန်းတစ်ခုကိုခြေလင်သွားနေကြတာဖြစ်ပါတယ်။အဲ့ချိန်လူတစ်ယောက်ကသူတို့ကိုခြုံကိုရနေစောင့်ကြည့်နေပြီးတနေရာရောက်မှာတော့သူတို့ရှေ့ကနေပေါ်လာပါတယ်။မြောက်ဝင်တကောင်ရဲ့အသွင်ပြင်ကိုနိုဟာရဲ့ပြောင်းပြန်ကောင်းစီနဲ့လူကအာခါဆုကီကိုတယောက်တည်းပြင်းခဲ့တဲ့နာမည်ကြီးကိုနိုဟာနေညာဥစုမကီနာရူတိုလို့သူ့ကိုသူပြောပါတယ်။အဲ့ဒါကြောင့်နာရူတိုရဲ့စကားကိုကြားလိုက်ရတဲ့သပင်အဝါနဲ့ကောင်လေးလည်းအံ့ဩမဆုံးဖြစ်သွားပြီးဆယ်3ယောက်ကတော့နာရူတိုအစ်စ်ပေါ်လာတာကြောင့်ခွတ်တိုးခွက်လန့်ရီးကြပါတယ်။မင်းကနာရူတိုဆိုရင်ငါဘာကောင်ဖြစ်ပေးရမှာလဲလို့နေညာကောင်လေးကပြောတာကြောင့်ကိုနာမည်တောင်ကိုမသိရဲ့ကောင်လေးကိုအနီးကပ်ကြည့်လိုက်တဲ့အချိန်မှာကိုနိုဟာကောင်းစီကြောင့်နာရူတိုကလှန်သွားပါတယ်။နေညာကောင်လေးကလည်းသူကမှနာရူတိုအစ်စ်လို့ပြောနေရကြောင်းကိုနိုဟာရဲ့နာမည်ကြီးသူရဲ့ကောင်နာရူတိုဖြစ်နိုင်မှုအတွက်တိုက်ခိုက်ပြီးဆုံးဖြတ်ကြမယ်လို့ပြောပါတယ်။အာအိုဘာကလည်းမနိုင်ရင်နာမည်ပြောက်သွားမယ်တော့ဆိုပြီးနောက်ကနေစနေကြတာကြောင့်နာရူတိုနဲ့နာရူတိုကပညာဆန်းလိုက်ကြပါတယ်။ဒါပေမဲ့အဝါကောင်ကအနီးကောင်လွယ်လွယ်လေးတီးနိုင်လိုက်တဲ့ကြောင့်နာရူတိုပြန်ဖြစ်သွားပြီးနှစ်ဖူးစီအတူကိုလည်းယူထားလိုက်ကြဖို့နဲ့ဒီတိုင်းကြိုးတုပ်ပြီးထားခဲ့လိုက်ဖို့နာရူတိုကပြောပါတယ်။ဒါပေမဲ့လည်းထွက်ပြေးသွားပြီးနာရူတိုနာမည်နဲ့ပြဿနာလိုက်ရှာနေရင်တိုင်ပန်အောင်မှဖြစ်တဲ့အတွက်စဉ်းစားရခက်နေတဲ့အချိန်မှာအီဂီဆိုတဲ့သူရောက်လာပြီးသူကဒီဥစုမကီနာရူတိုဆိုတဲ့တခိုးကိုလိုက်ဖမ်းနေရဖြစ်ကြောင်းပြောပါတယ်။နာရူတိုကတော့သူကမှအစ်စ်လို့ပြောလိုက်ပြီးရှေ့ဆက်သွားရမှာဖြစ်တဲ့ကြောင့်တခိုးကိုအီဂီနဲ့ထားခဲ့လိုက်ပါတယ်။ဒါပေမဲ့ထိုသူကတခိုးနာရူတိုနဲ့အတူကြံရပါရီဖြစ်နေပြီးတခိုးရဲ့နာမည်ကဘန်နာလို့ခေါ်တဲ့သူဖြစ်ပါတယ်။သူတို့ကနင်ညာစစ်ပွဲကြီးမပြီးခင်နာမည်ကြီးအောင်အကြံဖန်လုပ်နေကြတဲ့သူတွေဖြစ်ပြီးဘန်နာကတော့ဒီအလုပ်တွေဆက်မလုပ်ဖို့ပြောပေမဲ့တငယ်ချင်းဖြစ်တဲ့အီဂီကတော့လက်မခံပဲနာရူတိုကိုသူတို့နှစ်ယောက်ချရင်အတာလေးပဲဖြစ်ကြောင်းပြောပါတယ်။တော်ရဲမှာတော့ကိုနိုဟာယာရဲ့နာရူတိုကဒီနေရာမှာဓမြလာတိုက်နေရလို့သတင်းကြားရတဲ့အတွက်ရွာကိုတစ္ဆာဖောက်ပြီးပြေးလာတာဖြစ်နိုင်ကြောင်းနဲ့ဖမ်းပြီးကိုနိုဟာလက်ထဲထည့်လိုက်ရင်စုချင်းများများရနိုင်မှာဖြစ်ကြောင်းလူတစုကပြောနေကြပါတယ်။ပြီးတော့နာရူတိုဆိုတာကချူနင်းစာမေးပွဲတော်မှာအောင်တဲ့ကောင်လို့ကြားထားရကြောင်းသူရဲကောင်းဆိုတာကလည်းတမင်နမဲကြီးအောင်သတင်းလွှင့်တာဖြစ်နိုင်ကြောင်းပြောနေကြပါတယ်။တစ်ဖက်မှာတော့အီဂီကဘန်နာအတွက်ကိုနိုဟာခေါင်းစည်းကိုပြန်လုပ်ပေးနေပြီးသူကလဲဆိုင်ရှင်တာမဟုတ်ဘဲနဲ့သူရဲကောင်းလုပ်ရှင်တာဖြစ်ကြောင်းအီဂီကိုပြောပါတယ်။အဲဒါကြောင့်နာရူတိုအတူကပြဿနာရှာပြီးသူကလိုက်စော်ရင်းနဲ့နမဲကြီးအောင်ကြံစီနေကြရတာလည်းဖြစ်ပါတယ်။အဲအချိန်ကုန်းတဲ့တစုလာနေတာကိုမြင်လိုက်တဲ့အတွက်ဘန်နာကနာရူတိုအယောင်ဆောင်ပြီးဓမြသွားတိုက်ပါတယ်။တကယ်တော့ထိုသူတွေကတောအုပ်ထဲကနညာအုပ်စုဖြစ်ပြီးနာရူတိုဖမ်းဖို့အကွက်ချခဲ့တာဖြစ်တဲ့အတွက်ဘန်နာကိုဝိုင်းတီးလိုက်ကြပါတယ်။အဲဒါကြောင့်အီဂီကထွက်လာပြီးသူကနာရူတိုမဟုတ်ကြောင်းပြောပေမဲ့ဒီနေ့တဝိုက်ကလူတွေပြောတဲ့ပုံစံနဲ့တူနေတဲ့အတွက်သူ့ရဲ့တငယ်ချင်းဆိုရင်အီဂီကိုပါရှင်းပြမယ်လို့ပြောပါတယ်။အဲအချိန်ဘန်နာကသူကနာရူတိုဖြစ်တဲ့ပြင်ဒီလိုလဲမဆိုင်ချင်လို့နညာရောင်ဆောင်နေတဲ့သူကသူ့ရဲ့တငယ်ချင်းမဟုတ်ဘူးလို့အော်ပြောလိုက်ပါတယ်။ပြီးရင်တော့မျက်နှာဖုံးစုံနညာတွေကဘန်နာကိုဖမ်းပြီးထွက်သွားတဲ့အချိန်နာရူတိုတို့ကတစ်ဖက်မှာနားနေကြပါတယ်။အဲအချိန်မှာအီဂီရောက်လာပြီးသူ့ရဲ့အဖြစ်မှန်တွေအားလုံးနဲ့ဘန်နာကသူ့ရဲ့ရုပ်ရည်နဲ့အရွယ်စားကြောင့်လူတွေကကြောက်ပြီးပြစ်ပယ်ထားကြပေမဲ့အားနေပြီးသဘောကောင်းတဲ့သူတယောက်ဖြစ်ကြောင်းပြောပြပါတယ်။ပြီးရင်တော့ဘန်နာကိုကယ်ပေးဖို့ပြောပေမဲ့ကိုယ့်ရဲ့တငယ်ချင်းကိုဘာလို့အဲ့လိုလုပ်ရရလဲလို့နာရူတိုကပြန်ပြီးတဲ့အချိန်မှာအီဂီကသူဟာဘန်နာလိုငတုံးရဲ့တငယ်ချင်းမဟုတ်ပဲအနေစားချောင်လို့သူနဲ့နေနေရဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲစကားကြောင့်နာရူတိုကအီဂီကိုထိုးလိုက်ပြီးကလေးဘဝတွေကအတူတူအသက်ရှင်လာခဲ့ရတော့မှအခုလိုတွေးနေတယ်တငယ်ချင်းမဟုတ်လို့ဘာလဲလို့ပြန်ပေးလိုက်ပါတယ်။ဒါပေမဲ့ဂိုင်ကတော့အခုလက်ရှိအခြေအနေကသူတို့တွေဘသူဆိုတာနဲ့တီနီယာကိုလူသိခံလို့မရတဲ့အပြင်အချိန်လည်းမရှိရတဲ့အတွက်စိတ်မကောင်းပါဘူးလို့ပြောပြီးထွက်သွားကြပါတယ်။ပြီးရင်တော့ကိုကိစ္စကိုကိုဘာသာရှင်းဖို့ပြောရင်ထွက်သွားလိုက်ပြီးအီဂီကလည်းဘန်နာကိုသူတယောက်တည်းသွားခဲ့ပါတယ်။ဘန်နာကသူ့အတွက်အကောင်ဆုံးတငယ်ချင်းလို့ပြောရင်းနဲ့စက်ကူပုံနဲ့ဖောက်ခွဲပြီးထွက်ပြေးသွားကြပါတယ်။တနေရာရောက်မှာတော့သူကဘန်နာကိုအမြဲအတုံးချခဲ့မိတာဖြစ်ကြောင်းပြောပေမဲ့ဘန်နာကတော့လူတွေကသူ့ကိုမကောင်းဆိုးရတဲ့ကောင်လို့ကြည့်နေကြတဲ့အချိန်မှာအီဂီကပဲသူ့ကိုစကားပြောခဲ့တာဖြစ်ကြောင်းပြောပါတယ်။ဒါပေမဲ့အီဂီကလည်းလူတွေကသူ့ကိုအနိုင်ကျင့်ခဲ့ကြပြီးဘန်နာကိုတောင်းနောက်ရှက်ရင်သူ့ကိုအနိုင်မကျင့်ကြတော့ဘူးလို့ပြောတာကြောင့်စကားလာပြောခဲ့တာဖြစ်ကြောင်းပြန်ပြောပေမဲ့ဘန်နာကတော့သူအဲ့ဒါကိုသိနေခဲ့ပေမဲ့လည်းအခုချိန်မှာတော့အီဂီကသူ့အတွက်အကောင်ဆုံးတငယ်ချင်းဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။အဲ့အချိန်မှာမျက်နှာဖုံးစုံနညာတွေကနာရူတိုနောက်ကိုလိုက်လာကြပြီးသူတို့နဲ့တိုက်ခိုက်ကြပေမဲ့လည်းအီဂီနဲ့ဘန်နာကပဲလဲသွားပါတယ်။ဘန်နာကတော့သူကနာရူတိုလိုတန်ပါမယ်ဆိုရင်ကာဝယ်ပေးနိုင်မှာဆိုပြီးအီဂီကိုပြေးဖို့ပြောလိုက်ရင်းနဲ့ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါတယ်။အဲအချိန်သူ့စီကိုပြစ်လိုက်တဲ့ခုနိုင်တွေကိုတော့ဇပင်အဝါနဲ့နညာကောင်လေးကဝင်သားပေးလိုက်ပြီးအီဂီရဲ့စိတ်ကိုစမ်းသပ်လိုက်တာဖြစ်ကြောင်းနဲ့အခုလိုတငယ်ချင်းကိုမစွန့်ပစ်ဖို့ရွေးလိုက်တာကြောင့်သူတို့ထွက်လာကြတာလို့ပြောပါတယ်။ဇပင်အဝါနဲ့ကောင်လေးကလည်းဒီမှာရှိတဲ့သူကကိုနိုဟာရွာကိုတယောက်တည်းကယ်တင်ခဲ့တဲ့သူရဲ့ကောင်ဥစုမကီနာရူတိုဖြစ်တယ်လို့ပြောလိုက်ပြီးနာရူတိုဖြစ်ကြောင်းမှပြလိုက်လို့ပြောပါတယ်။အဲ့လိုနဲ့အနီအောင်နာရူတိုနဲ့နညာတတိုက်ကရန်သူတွေကိုအနိုင်ယူနိုင်လိုက်ကြပြီးနာရူတိုဆိုတဲ့နာမည်ကသူနဲ့မထိုက်တန်တဲ့အကြောင်းနဲ့သူ့ရဲ့ခေါင်းစည်းအတူကိုပါပေးရင်ဘန်နာကပြောပါတယ်။ပြီးရင်တော့အီဂီကလည်းနညာမလုပ်တော့ပဲရွာကိုပြန်ပြီးလဲဆိုင်မှာဖြစ်တဲ့ပြင်ဘန်နာကလည်းအီဂီပဲတော့လိုက်ခဲ့မှာဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲ့လိုနဲ့နာရူတိုကလည်းအကောင်းဆုံးတငယ်ချင်းတွေဖြစ်နေကြဖို့ပြောခဲ့ရင်းနဲ့မိုးကြိုတိုင်းမီတိတ်ဖုံးရွာစီကိုပြန်လည်ထွက်ခွာလာခဲ့ကြပါတယ်။နောက်တစ်ခေါက်ကန်းကတ်ကြတဲ့အခါနာရူတိုကရာမန်စားပြီးထွက်လာတဲ့အချိန်ပောက်ကွဲမှုတစ်ခုနဲ့အတူဆက်ရုပ်တရုပ်နဲ့လူတယောက်ပေါ်လာပါတယ်။အဲအချိန်ရှီဇူကာဆိုတဲ့ကောင်မလေးကဆက်ရုပ်ရှိကိုထွက်သွားလိုက်ပြီးနောက်သူ့မိမလောက်ပါလို့ပြောနေတဲ့လူကြီးရဲ့ဆက်ရုပ်ကိုဖျက်ဆီးပစ်လိုက်ပါတယ်။ပြီးရင်နောက်နာရူတိုကလည်းထွက်သွားတော့မယ့်အလုံးမှာခုနကမိန်းကလေးရဲ့အစိကန်တယောက်ရောက်လာပြီးကိုနိုဟာနှစ်ဖူးစီးကိုဝစ်ထားတာကြောင့် Legendary Sun နဲ့ဂျီရာကြီးရဲ့တပည့်ကိုသိလာလို့မေးပါတယ်။အဲ့လိုနဲ့ပဲအကြောင်းဆုံးပြောပြလိုက်တဲ့အချိန်မှာတော့သူတို့ကနာရူတိုကိုရှာဖို့တင်းမောနဲ့ကိုနိုဟာကိုထောက်ခါဖို့ပြင်နေတာဖြစ်ကြောင်းပြောပါတယ်။တခါတော့ဂျီရာကြီးကသူတို့ရွာကိုခိုးဝင်လာခဲ့ပြီးပြန်ထွက်ဖို့အလုံးမှာတိုက်ခိုက်ခံရတာကြောင့်စစ်ခေါ်ဖားနဲ့ထွက်ပြေးသွားပါတယ်။ဒါပေမဲ့နောက်နေ့အထိအိမ်မိမကလိုက်လာပြီးသူနဲ့တက်ခိုက်ရင်းနဲ့နိုင်ရင်ဆုလက်အနေနဲ့သူ့ကိုလက်ထပ်ပါလို့ပြောခဲ့ပါတယ်။သူတို့ရဲ့နားတဲ့ရှိကိုရွာကမျိုးရိုးလိုက်ပြီးမိန်းကလေးတွေပဲမွေးကြတဲ့အတွက်ရွာရဲ့ခေါင်းဆောင်ဖြစ်လာမဲ့သူတွေကစွမ်းအားကြီးတဲ့ယောက်ျားကိုရှာပြီးစိန်ခေါ်ကြရပါတယ်။သူတို့ကိုနိုင်တဲ့သူတွေကိုတော့ရွာကိုခင်မိုးအဖြစ်ခေါ်လာရတာကစီးမြင့်တစ်ခုဖြစ်ပြီးဂျီရာကြီးနဲ့အိမ်မိမကလည်းတိုက်ခိုက်ခဲ့ပေမဲ့အချိန်တော်ကြာတဲ့အထိအနိုင်ရှုံးမပေါ်ခဲ့ပဲဖြစ်နေကြပါတယ်။အဲဒါကြောင့်ပြိုင်ပွဲကိုရွှေ့ဆိုင်လိုက်ကြပြီးသူတို့တွေထပ်ပြီးမစုံပြစ်ခဲ့ရင်သူတို့နှစ်ယောက်ရဲ့တပည့်တွေကိုပြိုင်ပွဲဆက်လုပ်ခိုင်းကြမယ်လို့ဂတိထားခဲ့တဲ့အကြောင်းပြောပြပါတယ်။အဲဒါကြောင့်နာရူတိုကတခင်မရှိစုကနဲ့တိုက်ခိုက်ပြီးနိုင်ရင်လက်ထပ်ရမယ့်အကြောင်းပြောပါတယ်။ဂတိကဂတိပဲ
တယ်လို့ပြောပေမဲ့နာရူတိုကထွက်ပြေးလာခဲ့ပြီးလက်ထက်ခွင့်တောင်းခံရလာလို့ဂိုင်ကလည်းစလိုက်ပါတယ်ဒါပေမဲ့သူတို့ရောက်နေရကိုလူတိခံလို့မဖြစ်တာကြောင့်ဒီနေရာကနေအမြန်ပြန်တော့ခါဖို့ဆုံးဖြတ်လိုက်ကြပြီးအဲ့ဒီညမှာနာရူတိုကအိမ်မပျော်ပဲထလာတဲ့အချိန်ဟိုမိန်းမကရောက်လာပြန်ပါတယ်ရွာရဲ့အစင်လာဖြစ်တာကြောင့်နာရူတိုညင်လို့မရတဲ့အပြင်တခင်မရှီဇူကာကလည်းဒါကိုသဘောမကျပေမဲ့လုံနေရတာဖြစ်ကြောင်းပြောပြပါတယ်တချင်ရဲ့ရှီဇူကာမှာစာကီရီလို့ခေါ်တဲ့ချစ်သူတယောက်ရှိခဲ့ပေမဲ့စာကီရီကကုံတယ်တယောက်ဖြစ်တာကြောင့်ရွာရဲ့အနာဂတ်ကိုစိတ်ပူကြတဲ့သူတွေကစာကီရီကိုတပ်ပစ်လိုက်ကြရလို့ကြားလိုက်ရပါတယ်အဲ့ဒါကြောင့်ရှီဇူကာကသူချစ်တဲ့သူကိုနောက်တစ်ခါထပ်ပြီးမဆုံးရှုံးရအောင်ဘသူ့မှထပ်မချစ်တော့ပဲရွာရဲ့ဒလိအတိုင်းအင်အားကြီးတဲ့သူကိုလိုက်ရှာနေခဲ့ပါတယ်အဲ့ဒါကြောင့်ဂျီဝိုင်းရဲ့တပည့်ဖြစ်တဲ့နာရူတိုသာဆိုရင်သူ့ကိုရက်တတ်နိုင်မယ်လို့ထင်တာကြောင့်ရှီဇူကာနဲ့တိုက်ခိုက်ဖို့အကူအညီတောင်းရတာဖြစ်ကြောင်းပြောပါတယ်နောက်နေ့မှာတော့နာရူတိုတို့ကရွက်လင့်ခဲ့ပေမဲ့နာရူတိုအစ်စ်ကရှီဇူကာနဲ့စကားပြောဖို့နေခဲ့လိုက်ပါတယ်ဒါပေမဲ့ရှီဇူကာကတော့တိုက်ခိုက်ဖို့ပဲအားတန်နေတဲ့အတွက်ပြန်ပွဲကွင်းမြင့်တစ်ခုလှုပ်လိုက်ကြပြီးရှီဇူကာကစတင်တိုက်ခိုက်လိုက်ပါတယ်ဇက်တိုက်ဆိုသလိုနီးလန်းအမျိုးမျိုးနဲ့ရှီဇူကာကတိုက်ခိုက်နေပြီးနာရူတိုကလည်းခုခံနေရင်ပြီးတော့မှမဟုတ်တဲ့အတွက်အနားကိုကတ်သွားတဲ့အချိန်မှာအလင်းငိုင်ရှီဇူကာအနိုင်ယူတာခံလိုက်ရပါတယ်ဒါပေမဲ့သူ့နောက်မှာနာရူတိုအစ်စ်ကလေဘင်းကိုထောက်ထားတာကြောင့်သူနိုင်သွားပေမဲ့နာရူတိုကတိုက်ခိုက်ဖို့လာတာမဟုတ်ကြောင်းပြောနေတဲ့အချိန်မှာစက်ရုပ်တစ်ကောင်နဲ့အတူနှာပူးဘိုးတော်ကပြန်ပေါ်လာပါတယ်ရှီဇူကာကသူ့ရဲ့ရုပ်သေးတွေကိုအမြဲတမ်းဖျက်ဆီးခဲ့ပေမဲ့အဲ့ဒါဟာပဲသူကြိုတင်စီစဉ်ထားတဲ့ရုပ်သေး100ထိန်းချုပ်ခြင်းကျူစုဖြစ်နေပါတယ်ရှီဇူကာကသူ့ရဲ့ရုပ်သေး100လုံးဖျက်ဆီးခဲ့တာကြောင့်သူ့ကိုထိန်းချုပ်လို့ရသွားပေမဲ့နာရူတိုကပြန်ခဲ့လိုက်ပြီးရာစင်ကန်နဲ့အဆုံးသတ်ပေးလိုက်ပါတယ်ကံကြမ္မာဆိုတာအတွက်နဲ့ကိုနှလုံးသားဆန္ဒမပါပဲခင်ဘိုးကိုလိုက်ရှာနေရကမိုင်မဲတဲ့လောက်ရဖြစ်ပြီးရှီဇူကာမှာချစ်ရတဲ့သူရှိလာလို့နာရူတိုကမေးလိုက်ပါတယ်သူ့မှာတော့သူတစ်ဖက်သက်ချစ်နေရတဲ့ဆာကူရာဆိုတဲ့ကောင်မလေးရှိပြီးဆာကူရာကတော့ဆာစကဲဆိုတဲ့ကောင်ရဲ့အချစ်ကိုပဲရဖို့စူးစမ်းနေတဲ့အကြောင်းနာရူတိုကပြောပြပါတယ်ဒါပေမဲ့ဆာစကဲကိုကြည့်နေတဲ့ဆာကူရာရဲ့အဲ့လိုအပြုံးလေးကိုပဲသူကချစ်မိသွားခဲ့ရဖြစ်ပြီးရှင်းမပြတတ်ပေမဲ့ဆာကူရာကိုသူ့ဘက်ကအတင်းရအောင်ခုနကအကောင်လိုမျိုးလုံးဝမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဆာကူရာရဲ့အချစ်ကိုရဖို့သူကအကောင်းဆုံးစူးစမ်းမှဖြစ်တာကြောင့်ရွာရဲ့စီးမင်းဆိုတဲ့အရာကကိုယ့်ရဲ့ကံကြမ္မာမဟုတ်ပဲကိုယ်တိုင်ကပြောင်းလဲပစ်လိုက်လို့ပြောပါတယ်အဲ့အချိန်ယာမာတိုကပြန်ရောက်လာပြီးနောက်တစ်ခါသူ့ကိုကိုဝါနဲ့ဂျင်းထည့်သွားတဲ့အတွက်ဖြစ်လာမယ့်အကျိုးဆက်အတွက်ပြင်ဆင်ထားဖို့ကြောက်စရာမျက်လုံးပြူးကြီးနဲ့ပြောပါတယ်အဲ့လိုနဲ့စိတ်ကန်းကနေပြန်ကြတော့မယ့်အချိန်မှာရွာကိုပြန်ရောက်ရင်ချစ်တဲ့သူကိုဖွင့်ပြောမှလာလို့ရှီဇူကာကမေးပေမဲ့သူ့မှာအဲ့လိုတတိမရှိတဲ့အတွက်အဝေးကနေပဲစောင့်ကြည့်နေမှာဖြစ်ကြောင်းနာရူတိုကပြောပါတယ်တနေ့မှာဆာကူရာကသူ့ကိုရွေးချယ်မယ်ဆိုရင်အရန်ပျော်ပြီးမှဖြစ်ပေမဲ့ဆာကူရာပျော်နေရင်သူလည်းပျော်တဲ့အတွက်အဆင်ပြေပါရဲ့လို့နာရူတိုကပြောခဲ့ပါတယ်ဂျီဝိုင်းရကလည်းသူ့ရဲ့နှလုံးသားကိုမိမတယောက်စီတစ်ဖက်သက်ပေးထားပြီးသားဖြစ်တဲ့ကြောင့်တိုက်ပွဲကိုရပ်တန့်ခဲ့တာဖြစ်ပြီးသူချစ်ရတဲ့အမျိုးသမီးကဆုံးရှုံးမှုတွေကြောင့်နောက်တစ်ခါထပ်ချစ်ဖို့ညှင်းဆန်နေတဲ့အကြောင်းပြောပါတယ်အဲဒါကြောင့်ဂျီဝိုင်းရကသူမရဲ့အနာဂတ်ကိုပဲဘေးကနေဖန်တီးပေးရင်းနဲ့စောင့်ကြည့်နေမှာဖြစ်ပြီးသူ့အတွက်ဘာမှပြန်မရရင်တော့သူ့အနားမှာချစ်နေပေးရင်းနဲ့သူပြောတာကိုကြည့်နေရရင်ရပြီဖြစ်တဲ့အကြောင်းပြောခဲ့တာဖြစ်ပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်တတိယမြောက်နင်ညာစစ်ပွဲအတွင်းခန္ဓာပြီးတရားတိုက်ပွဲမှာခါကာချီကအကောင်းဆုံးဆွမ်းဆောင်နိုင်ခဲ့တဲ့အတွက်ခါစေကာကဲနဲ့ခိုကာကဲတို့ကခါကာချီကိုတက်ဖွဲ့ခေါင်းဆောင်အနေနဲ့ခန့်အပ်ဖို့ကြံစည်နေကြပါတယ်။ဒါပေမဲ့ခါကာချီကသူ့ရဲ့ညာလက်ရုံးဖြစ်သူယုံလို့ရတဲ့သူတယောက်ကိုလိုချင်တဲ့အကြောင်းပြောနေတဲ့အချိန်အခန်းထဲကိုလိတ်လေးတစ်ကောင်ကရောက်လာပါတယ်။အဲ့ဒါကအရေးပေါ်အခြေအနေမှာဂိုင်တုံးနဲ့နင်ညာလိတ်လေးဖြစ်ပြီးတစ်ဖက်ကဂိုင်တို့ကလည်းရေတိုင်းမီကျွန်းကျွန်းမှာရိတ်ခါဖြစ်ပြီးရတဲ့မိုးချိုတိုင်းမီရဲ့ပိုင်နက်ကိုရောက်ပြီးဖြစ်ကြောင်းပြောနေကြပါတယ်။ဒါပေမဲ့ဒီနားမှာချာကိုရာကိုကကော်ပီနိုင်တဲ့ရန်သူနင်ညာတွေရှိနေရလို့ကြားထားတဲ့အတွက်တတိထားဖို့ယာမာတိုကပြောလိုက်ပြီးသူတို့လာတာကလည်း S1 အဆင့်မရှင်မဟုတ်ပဲနာရူတိုကိုကာကွယ်ဖို့ဖြစ်ကြောင်းသူသိရလို့ဂိုင်ကပြောနေတဲ့အချိန်မှာနာရူတိုကတရင်တို့သေးထားပေါက်ပါတယ်ဒါပေမဲ့နာရူတိုကငတုံးဖြစ်နေတဲ့အတွက်မရိပ်မိသွားပဲဂိုင်ကိုကင်းဆောင်မှုထားခဲ့ရင်လှေထဲကိုဝင်သွားကြပါတယ်ဂိုင်ကကင်းဆောင်နေရင်နဲ့သူ့ရဲ့ထာဝရပြိုင်ပွဲခါခါရှိရဲ့အကြောင်းကိုနာရူတိုကိုပြောပြပါတယ်တနေ့မှာဂိုင်ကကိုနွာရွာအဆွဲပြူရဲ့တာကိုသူနဲ့ပြိုင်ကြဖို့စိန်သွားခေါ်ပေမဲ့ခါခါရှိကတော့ဂယုမဆိုင်ပဲထွက်လာခဲ့ပါတယ်အဲဒါကြောင့်ခါခါရှိထမင်းစားတဲ့အချိန်တွေတေးပေါက်တဲ့အချိန်တွေမှာပါသွားစိန်ခေါ်ပေမဲ့ခါခါရှိရဲ့ဟာကိုတွေ့ပြီးလန့်သွားပါတယ်သူ့ဟာကိုပြတဲ့အချိန်မှာတော့ဝတ်တချတိလောက်ပဲရှိရလို့ပြောတဲ့အတွက်ပို့ပြီးတော့တိုက်ခိုက်ဖို့စိတ်အားထက်သန်နေပြီးအချိန်တိုင်းသူနဲ့တိုက်ခိုက်ဖို့တကောက်လောက်လိုက်ပြောခဲ့တာကြောင့်အကောင်းဆုံးပြိုင်ပွဲတွေဖြစ်လာခဲ့ပါတယ်ဒါပေမဲ့တနေရာမှာမှခါခါရှိကိုမနိုင်တဲ့အတွက်သူကျွမ်းကျင်တဲ့ထိုင်ကျူစုနဲ့ပြန်ကြပေမဲ့လေခါခါရှိကကိုဝါနဲ့ဂျင်းထည့်ပြီးအနိုင်ယူလိုက်ပါတယ်ဘလောက်ပဲရှုံရှုံဇွဲမလျှော့တဲ့ဂိုင်ကိုခါခါရှိကတနာသွားတာကြောင့်သူစိန်ခေါ်သမျှပြိုင်ပွဲတိုင်းကိုလက်ခံပြီးအခေဆုံးနဲ့အယုံကြည်ရဆုံးတငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်နာရူတိုကတော့နားထောင်ရတာပြင်းလာတဲ့အတွက်သွားပြန်အိပ်ဖို့အလုံးမှာအိပ်ပျော်နေတဲ့ဂိုင်စီကိုခါခါရှိကရောက်လာခဲ့ပါတယ်ဒါပေမဲ့အိမ်မက်လည်းမဟုတ်တဲ့အတွက်ယာမာတိုပြောတဲ့အသွင်မြောင်းကောင်ဖြစ်နိုင်တယ်ဆိုတာကိုသိလိုက်ပြီးသူ့ရဲ့ထာဝရပြိုင်ပွဲအတုကောင်ကိုတိတ်ပြမယ်လို့တွေးလိုက်ပါတယ်ခါခါရှိကအဆင်ပြေရလားဘာလို့ဖြစ်သေးလဲလို့မေးလိုက်တဲ့အချိန်မှာသတင်းလိုက်တာဖြစ်နိုင်တယ်လို့စဉ်းစားမိလိုက်ပြီးခါခါရှိကတော့ဂိုင်အကူကြီးတောင်းလို့လာခဲ့တာဖြစ်ကြောင်းပြန်ပြောပါတယ်အဲဒါကြောင့်အတုဆိုတာသိရသွားအောင်သူတို့နှစ်ယောက်ရဲ့အနိုင်ရှုံးအချက်လက်တွေကိုမေးလိုက်ပြီးမြဲပွဲ50ပွဲနဲ့သူကတပွဲအသာစီရနေရလို့ခါခါရှိကပြန်ပြောပါတယ်အဲဒါကြောင့်ပဲဂိုင်ကရုတ်တရက်တိုက်ခိုက်ရင်းနဲ့ခါခါရှိအစ်စ်ဆိုရင်သူ့ရဲ့ထိုင်ကျူစုကိုကော်ပီဖို့ပြောလိုက်ပြီးအပြေးတန်တိုက်ခိုက်ကြပါတယ်အဲအချိန်ယာမာတိုနဲ့အာအိုဘာကနိုးလာတဲ့ကြောင့်အနားရောက်လာတဲ့အချိန်မှာဂိုင်ကသူကခါခါရှိမဟုတ်ပဲအယောင်ဆောင်ထားတဲ့သူဖြစ်ကြောင်းပြောပါတယ်ယာမာတိုတို့ကိုအယူလောက်တာမခံဖို့ပြောပေမဲ့လေသူတို့နှစ်ယောက်ကခါခါရှိဘက်ကိုရောက်နေပြီးဂိုင်ကဂန်ကျူစုမိနေရများလားလို့ပြောကြပါတယ်အဲဒါကြောင့်ပဲဂိုင်ကသူတို့၃ယောက်လုံးကိုအတုကောင်တွေလို့ထင်သွားပြီးနောက်ယာမာတိုကလည်းတစ်သားကျူ
စုနဲ့ထိန်းထားဖို့လုပ်ပေမဲ့ဂိုင်က6ခုမြောက်ဂိတ်တီဖွင့်လိုက်ပြီးမီလက်တီတွေနဲ့ထိုးပါတယ်။အဲဒါကြောင့်ပဲကျန်တဲ့3ယောက်ကလည်းရေထဲကိုငုံနိုင်သမျှငုံပြေးလိုက်ကြရပြီးတော့သူ့ကိုဘာလို့အတုလို့ပြောနေရလဲဆိုပြီးခါခါရှိရမေးပါတယ်။ပြီးရင်နောက်ဆုံးအပြေးပြိုင်ပွဲမှာသူကနိုင်သွားတဲ့အတွက်50-50ဖြစ်နေတဲ့အကြောင်းပြောလိုက်တဲ့အချိန်မှာဂိုင်ကသူတို့ရဲ့ပြိုင်ပွဲကိုတနေရာကချောင်းကြည့်နေရလားလို့မေးပါတယ်။အဲ့ဒါအပြင်အပြေးပြိုင်ပွဲပြီးရတော့50-50ပဲရှိသေးရဲ့လို့ပြောတဲ့အတွက်ခါခါရှိကအပြေးပြိုင်ပွဲအပြီးဆူရှီစားရဲ့ပြိုင်ပွဲမှာသူနိုင်ခဲ့တာဖြစ်ကြောင်းပြောပြလိုက်မှဂိုင်ကသူမင်းနေရာကိုတတိယသွားပါတယ်။ဒါပေမဲ့လည်းဘေးကခိုးကြည့်နေလို့သိရမလားဆိုပြီးမယုံသေးတဲ့အတွက်ခါခါရှိကယာမာတုံနဲ့အာအိုဘာကိုသူတယောက်ပဲသိရလှုပ်ဝက်ချက်ကိုပြောပြလိုက်ရမလားလို့ပြောပါတယ်။ပြီးရင်တော့ဂိုင်မှာဝတ်တက်ချသီးလောက်ပဲရှိရဲ့အကြောင်းပြောပြလိုက်တဲ့အတွက်ဂိုင်ကအခုကြီးနေပြီလို့ပြန်ပြောလိုက်ပါတယ်။အဲ့လိုနဲ့ပဲဂိုင်ရဲ့လက်ကြောင့်လာခဲ့တာဖြစ်ကြောင်းပြောပြလိုက်တဲ့အချိန်မှာသူလိုင်းမှုနေတော့မတော်တဆကဲကြပါဆိုပြီးလက်ကိုခေါ်မိလိုက်တာမှပြန်မမိသွားပါတယ်။ပြီးရင်တော့ခါခါရှိကနာရူတိုကိုမတွေ့တော့ပဲထွက်သွားဖို့ပြင်လိုက်ပြီးနောက်သူတခုခုဖြစ်လာခဲ့ရင်လည်းအပြေးလာခဲ့ရမယ်တော့လို့ဂိုင်ကိုပြောခဲ့လိုက်ပါတယ်။အဲ့လိုနဲ့ပဲသူနဲ့အတူလာတဲ့ဆိုင်ရဲငှက်နဲ့ကိုနိုဟာကိုပြန်သွားတဲ့အချိန်မှာနာရူတိုကနိုးလာတဲ့အတွက်ဝတ်တက်ချသီးနဲ့တူတဲ့ကျဲသေးသေးလေးတွေကိုလေ့လာနေတာဖြစ်ကြောင်းယာမာတုံနဲ့အာအိုဘာကပြောလိုက်ကြပါတယ်။ဒါကတော့ပိုင်း82ဖြစ်ပြီးအပိုင်း83ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe ရေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။